အားလုံးပဲမင်္ဂလာပါခင်ဗျာကိုနဲ့တူတော်မျိုး channel လေးနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကကြတော့ကျွန်တော်တို့ TikTok shop ကနေပြီးတော့မှားလိုက်တဲ့ကားလေးနဲ့စီထောင်းလေးကိုလိုက်စမှာဖြစ်ပါတယ်ကျွန်တော်တို့တူဆုံးဒီလိုက်ကြည့်ကြမယ်နော်လာပါဒါတရမြင်လိုက်ဆရာသမားသူ့ထက်ဆရာကြတဲ့သူနဲ့တွေ့ရကြောက်နေဘာကောင်းလဲပေါ့ငါလည်းဒီလိုက်ဆော့နေတယ်ငါတကြီးအဲ့ဒါဘာဖြစ်သွားလဲပေါ့လိုက်ပါအေးဟမ်လိုက်ပါလိုက်ဟောเราတင်လို့ရတယ်ကျူးချီနေရတယ်ကားထွက်သွားပြီဒီရတဲ့အားရတယ်နော်ဒီကစပစ်တော့ပြင်းရမယ်နော်စပစ်တော့ဆဲကြီးမယ်နော်တော့ဒီရဆက်ဆူပြီးပါမယ်နော်လာလေရလာလေဦးစီမလို့ရတယ်လိုက်လို့ဟိုဘက်ကနေဝင်ရောကလေးကိုမလုပ်ပါနဲ့ဝယ်这是这样的啊，16岁的16。哎，阿公来了。မှောက်သွားလားမသေးရေစက်တာချလိုက်ပါတော့မသေးစီထောင်းမှာကိုရဲ့ဒါဆက်စုလိုက်ကောင်我哪里嘛？那个。